ကဲသမီးရေအခါဖောက်မနော်မနေ့ကနူးနူးဝယ်လာတဲ့ဟာနော်အလိုယုံကြွားတစ်ဒီပြန်ကတ်နေတဲ့ဒီတယောက်ကမနေ့ကအလိုယုံကနေ discount နဲ့သူတို့ရောင်းတာတွေ့လို့ဝယ်လာတာနော်ကြီးတယ်အခါကြီးတယ်နော်ခဏမြမနိုင်တော့တမလေးအဲ့ဒါမနေ့မလာတာနော်ဒီတစ်ဖာလုံးမှ$25ပဲဘေးကန်ဒီခလေးတွေကြိုက်လို့ဟောမနော်မဆောက်အိုးမဖောက်ခိုင်းမလားအစိုးရအေးရနူးတယ်နော်ညီတလားနူးလို့မနေ့3နိုင်မှရောက်တဲ့လူက9နိုင်10နိုင်လာနူးတယ်နော်ခေရပြီဖော်လို့ရပြီမဖောက်ခိုင်းမလားရပြီနူးဖောက်ကြည့်မယ်ခဏအတာအထဲမှာဘာရှိလဲကြည့်ရအိုးအသားတွေအများကြီးရတယ်ဟောဘေးကန်လေးအသားရုံမှာလို့တာတော့တစ်ခါလေးမလွယ်တဲ့အချိန်ရှိရနော်အရင်အေးတဲ့အပန်းဆိုတော့ဒါပေမဲ့သူရဲ့ benefit တွေက discount နဲ့အသားတွေရတယ် discount နဲ့အသားတွေရတယ်ရုံမကြိုက်လားကြိုက်ကြိုက်တယ်နော်ဂျန်မျိုးအထောက်ဝမမဘလောက်လည်းမသိဘူးကြီးရထင်တယ်နော်ကြီးမှအနည်းဆုံး$8တော့ရှိမယ်အနည်းဆုံး$8သူကအစီနေတယ်နော်ဒီအသားကဝက်တာစနေပပလေးပြီးထားတာနော်ဒါသူတို့နေဒီနိုင်ငံမှာဆိုဒီလိုပဲဝက်တာလေးဒီလိုလုပ်ထားတယ်ပပလေးပြီးတဲ့စက်တွေနဲ့ဘယ်နှထုတ်လဲဒီမှာနှစ်ထုတ်ရှိပြီ3ထုတ်4ထုတ်5ထုတ်6ထုတ်9ထုတ်10ထုတ်9ထုတ်12ထုတ်နော်တစ်ဖာမှာ12ထုတ်ပါတယ်နော်ကုန်သွားပြီတော့ပြန်ထည့်ချင်ထည့်လိုက်တော့နော်ဒီရဲ့ဆီယာမလေးထည့်မမကြိုက်တော့လေမမတလားစာနည်းနည်းစီကြောစားတော့ပြန်စီပြန်စီတေချာစီဟာမလေးတတားလည်းလုပ်ပြလား